တရန်ချင်းတို့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စီနေပါဒီနေ့ဗီဒီယိုမှာကျွန်တော်ရဲ့ရွာတိုးတက်မှုအတွက်ကျွန်တော်စီမံကိန်းချတာပေါ့အစီမံကိန်းတွေကကျွန်တော်ပထမကျွန်တော်ရွာရဲ့ပုံစံပြောင်းပါရွာရဲ့ဖွဲ့စည်းပုံကျွန်တော်တို့ရွာမှာစီးရဲ့လူတွေအားလုံးကျွန်တော်တနေရာမှာစုထားပါပေါ့ဒါကတော့ကျွန်တော်ရဲ့စိုက်ခင်းပေါ့ကျွန်တော်ရဲ့ရိတ်ခါအတွက်ကျွန်တော်ဒီမှာနှင်းကြတော့တလိဆန်နေတိုက်မရှိဘူးကကြကျွန်တော်စပါးတို့ပြောင်းဖို့အာလူတို့စိုက်တာပြီးတော့ချက်မှကြံနေစိုက်တာပေါ့အဲ့တော့ဒီနေ့ကျွန်တော်ဒီနှင်းပေါ်တော့ခဏယူရဒီနှင်းပေါ်လုံးနဲ့လုံးစရာတစ်ခုစီရနှင်းနေကျွန်တော်snowman တစ်ခုတုံးနှင်းလူတာတကောင်တော့ချင်တော့အဲ့တော့ခုညရောက်နေပြီမနေ့မှတင်မယ်ကျွန်တော် channel လေးကို like subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ် ကျွန်တော်နိုးလာကြအခုကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ဖယုံတီးတော့ရမှာဖယုံတီးနဲ့ကျွန်တော်နှင်းလုံးမှုပေါ့အခုဖယုံတီးကိုကျွန်တော်မှာ site ဟိုဘက် site ခင်မှာတွေ့တယ်ဒီမှာအဲ့အနေဖယုံတီးဖြူပြီးတော့ကျွန်တော်ဖယုံတီးရဖယဲတီးရဖယဲတီးရှိမှန်းအဲ့ရလေးယူပြီးကျွန်တော်ဒီနားမှာထားမယ်ဒီမှာဒီဘက်တစ်ခုထားပြီးတော့ဒီမှာညှက်လိုက်မယ်ဆိုအဲ့ဆိုဒီကောင်လေးထွက်လာလိမ့်မယ်။ရောင်မပဲတော့ရတယ်ရောင်မပဲတော့ဟာလူချနေဟိုစတိကန်တိရတိလိုက်တော့အဲ့ဘရဟိုကောင်တေးဝိုင်းတကောမပြန်လာပါရေးမင်းပဲတော့မို့တဲ့မင်းပဲတော့နေရတယ်မင်းတို့နေရတဲ့နေရာလောက်မှမကြည့်ဒီနားမှာမင်းတို့ဒီမှာကျိုးနဲ့ချီထားပေးမယ်မင်းထွက်လာခဲ့ဒီလာโอเคရတယ်ဒီဘက်ချမ်းလာခဲ့ပြီးတော့မင်းပါလို့နေရလားလို့ဟုတ်တယ်နော်ဒီပချောင်းလားဘုကောင်ရွာသားကြည့်ပါလုံးဒီမှာဒီပိတ်ရပတိုးနေအောင်လာပိတ်တယ်ကြိုးချီတာကြဒီအဲ့တော့ဒီနေရာကဒါနဲ့အုပ်ထားလိုက်မှဆိုဒီကောင်ရွှေ့လို့ရမှာမဟုတ်တော့ဒီညမှာညံ့နေလိုက်မယ်ဟုတ်လားမသိချက်စမ်းကြည့်ရအောင်ဟုတ်တယ်ဒီကောင်မှသူရက်နေပြီလုံမရတော့လောက်ကြည့်နေရလားလောက်ရလားမရအောင်နော်ကောင်းလေဒီတားလေးချက်အော်ရဆိုရပြီအခုကျွန်တော်လုံးမှာကျွန်တော်ဒီနေရာကိုကျွန်တော်ရွာသားရဲ့ကောင်းလို့ဒီနားမှာထားမှုပေါ့အဲ့ဒီနေရာဖောက်လာရောပေါ့ဟုတ်တယ်ဒီနေရာဒါနဲ့ကားလိုက်မယ်ဆိုဆုံးပြီးဒီလေးဝင်နေမရတော့ဒီနေရာပေါ်လိုက်မယ်ငိုဘတ်နဲ့တော့โอเคရပြီကျေးဇူးပဲနေရာအော်လိုက်မယ်ဒီနေတကားပေါက်တစ်ပေါက်တည်းထားကောင်းလား၃ပေါက်ထားကောင်းလား၃ပေါက်တစ်ပေါက်ပဲထားပါပဲတစ်ပေါက်တည်းဆိုရင်နည်းနည်းအဆင်ပြေမှာဒီကောင်လေးတိတ်မကြည့်ဘူးဆိုတာတော့နေယူပြီးတော့အဲ့လိုကောင်းတယ်ညမှာနောက် track ခွဲတိမှာဆက်ထားရအောင်တကားပေါက်လောက်အောင်မယ်ဒါပေါက်လောက်အောင်ဆိုဒီမှာဖြတ်မယ်ဒီကိုဖြတ်ပြီးတော့ဒီမှာထားမယ်ဒီမှာတရားပေါက်လောက်အောင်မယ်ကိုခုဆိုရပြီမှာရပြီအဲ့လောက်ဆိုရင်တော့ယူလိုက်မယ်ယူပြီးတော့ဒီမှာထားလိုက်မယ်တန်းဘလို့ရပြီဒီမှာဖျောက်လိုက်တော့မောင်းနေဒီပချမ်းမောင်းနေဆိုတော့ညောင်းရောက်တော့မယ်ဒါဆိုနည်းနည်းလေးပြီးသွားပြီပေါ့ကျန်ဒါဆိုတော့အဲ့တော့မနေ့မှတွေ့မယ်
day 2လို့နောက်တစ်ရက်ရောက်သွားပြီဒါဆိုရင်ဒီနားတွေကိုနားဒီမှာ villager ရဲ့အဝင်ထွက်လောက်အောင်လွယ်ဒီနားမှာဟို cobblestone stair လေးထားရအောင်ဒီမှာထားပြီးနောက်ဆိုရင်တို့ဝင်ထွက်ရလွယ်မထင်တာပဲခဏလေးတို့ဒီတော့ဆိုရင်ပြီးသွားပြီထင်တယ်ဒါဆိုရင်ကျွန်တော်အခုပါလောက်ရမယ်ဆိုကျွန်တော်ကအဲ့ရယူရမှာဆိုအဲ့ရယူရမယ်ဆိုကျွန်တော် inventory ကနည်းနည်းလေးစုပ်ပွားနေတော့နည်းနည်းလေးရှင်းရအောင်ရပြီဒီတော့ဆိုရင်အဆင်ပြေတော့ပဲထင်တာပဲဒါဆိုအဲ့ရလေးတွားမရအောင်ဒီနေရာတွားလာရတော်ခက်တယ်ဒီနေရာနည်းနည်းမြင့်အဲ့ဒီနေရာနည်းနည်းရှင်းအောင်ဒီအောင်မြည်ကြီးနည်းနည်းလေးဖြတ်လိုက်မှာဆိုနည်းနည်းလေးတွားအပေါ်အောက်တွားရနည်းနည်းရှင်းပြေလောက်ပြီပေါ့တန်ဒီလောက်ဆိုရင်ရပြီထင်တာပဲဟိုဒီမှာချက်စီရဒီနားမှာတားတော့ရပူတာတာရပါမောက်ရဆိုနေအဲ့လိုနည်းနည်းစားနေရိုက်ခါနည်းနည်းဆင်းပြေဒီအိတ်ကနည်းနည်းယူရလိုက်မယ်ဒီနားမှာထားလိုက်မယ်ဒီတော့ဆိုရပြီတင်တာပဲဒါတရွာလုံးမှာစီးရဲ့အိတ်ရည်မလာတာပေါ့ဒါဆိုဘာအိတ်ရကျန်နေရမသိဘူးအိတ်လိုက်ရအောင်မနေ့မှတွေ့မယ်ကျွန်တော်အိတ်ရယူရဲ့လုပ်ငန်းကတော့ပြီးသွားကျန်တာဆက်လုပ်ရအောင်ဒါလိုရတယ်နောက်အတွက်လိုရတယ်ဒီဟာဒါမြေပုံလို့ရအဲ့တော့ဒီအိုက်ဖိုင်ရဒီနေရာမှာဒီမှာတစ်ခုထားမယ်နှစ်ခုโอเคနှစ်ခုရပြီပြီးတော့ဒီမှာတစ်ခုတားဖြုတ်သွားရအောင်မင်းအောက်မှာပဲလှုပ်လိုက်တော့အဲ့မှာဘာလုပ်နေဒီကြောင်နှကောင်နဲ့ညံ့နေဒီကောင်တနာပါရလုတ်ပေးလိုက်ဒါလည်းယူသွားလိုက်မယ်ဒါယူသွားကောင်းလားမသိယူသွားလိုက်မယ်နော်ယူသွားလိုက်မယ်မင်းတို့အောက်မှာပဲလှုပ်တော့ဒီမှာအနေရများမင်းတို့အောက်မှာပဲလှုပ်လိုက်တော့ဒါယူသွားလိုက်မယ်ဒါလည်းနည်းနည်းလှုပ်ဒါအရေးကြီးရပြီးတော့ဒါရောက်ပြီးသွားပြီနော်ဒီနေရာမရှိဒီနေရာဘာမရှိတော့ဒီမှာနောက်ခုဒီနောက်ခုရဒါဆိုရင်ဘာလို့ဒီနားလေးမှာပဲထားရဒီမှာတစ်ခုgray stone တော်တော်များတယ်ဒီ gray နားဒီရွာပြီးတော့ဒါလေးပါဒါ bread furnace ဒါတစ်ခုပဲရှိထားပါတော့နောက်နေ့မှထားဒီမှာတစ်ခုထားရင်ရပြီဒါဟိုမှာပြီးလောက်ထားပါဘာမှကျန်တော့ဆိုရပြီကျွန်တော်တိုင်ကအဲ့ရတစ်ထည်ယူလာဒီမှာထားလိုက်မယ်နေရောက်လေးကျွန်တော်တစ်ခုပုံနေလို့ယူတာခုဘာလို့ကောင်းမလဲမသိဘူးကျွန်တော်ရဲ့ဖန်တီကျွန်တော်ရဲ့လောက်ထားစာအုပ်ပေါ့ကျွန်တော်ရဲ့မှတ်စုစာအုပ်တော့ကျွန်တော်ရေးစရာရေးစရာစီရေးအောင်ကျွန်တော်ပထမရေးမှာရွာစီမံကိန်းနေရေးပါပေါ့ပထမရေးမှာကျွန်တော်ပထမဘာလို့ကောင်းမှာကျွန်တော်ရွာရဲ့ဒီဆောင်မှုစနစ်အခြေခံစနစ်တွေကျွန်တော်ပြောင်းလိုက်မယ်စနစ်တွေဆိုတာ
ရွာဖွဲ့စည်းပုံစနစ်တွေပြောင်းလိုက်မယ်โอเคဒုတိယတစ်ခုကကျွန်တော်နေရန်ကြီးဆောက်ပြီးရွာပတ်လက်မှာနေရန်ကြီးဆောက်လိုက်မယ်တတိယတစ်ခုကတရွာလုံးကိုမိပေးမယ်ဒါဆို EPC yeah တရွာလုံးမိပေးမယ်ပြီးတော့နောက်ဆုံးတစ်ခုကကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်နန်းတော်တစ်ခုဆောက်ကောင်းမလားမသိဘူးကျွန်တော်ဘာလို့ကောင်းလဲနန်းတော်ဆောက်လိုက်မယ် yeah guys နန်းတော်ရောက်ကိုရပြီနောက်ဆုံးတစ်ခုကဘာလဲ yeah ဘောအရေးကြီးရအနောက်ဆုံးအရေးကြီးရ yeah ဒါဆိုရင်ညရောက်နေပြီဆိုတော့ဘာကြံနေအောင်ဒီတော့ဒါဆိုပြီးပြည့်စုံသွားပြီပေါ့ yeah ဟုတ်တယ်အပါတော့ဒါဆိုတော့ပေါ်တက်ပြီအဲ့ရကောင်းပါ yeah broဒီအပေါ်တော့တစ်ခုကပြီးသွားပြီဒါဆိုတော့ဒါလေးကိုဝိုင်းနိုင်မယ်ပြီးသွားရိုက်တွေဝိုင်းမယ်ဒါဆိုရင် yeah ပြီးသွားပြီကျွန်တော်နောက်ဆုံးနောက်3ခုဆိုဗီဒီယို3ခု3ပုတ်တင်မယ်ဒါဆိုရင်sorry မရိုက်မိရ sorry တကယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါကျွန်တော်ဒီနေ့ဗီဒီယိုမှာကျွန်တော်ရွာရဲ့ဖွဲ့စည်းပုံပြောင်းနိုင်ခဲ့လို့ပေါ့နောက်ဗီဒီယိုကျကျွန်တော်ရွာပတ်လည်းကိုနေရန်လေးစောင်းဖို့စဉ်းစားထားပါပေါ့ဒါကြောင့်နောက်ဗီဒီယိုမှာပြောတွေ့ကြမယ်ဆိုအားလုံးမတတာ